KTN အနာဒဲမှာ channel ကနေပြီးတော့ကြိုးစိုးလိုက်ပါတယ်ကျွန်တော်ဒီနေ့မြောက်ပြမှာတော့ရိုးရိုး Facebook profile ကောက်ကနေ Facebook profile page ကိုဘယ်လိုပြောင်းရမလဲနောက်ပြီးတော့ကျွန်တော် Facebook ရိုးရိုး account ကိုမသုံးချင်တော့ပဲ page ပုံစံလေးနဲ့သုံးချင်သူများအတွက်ပြပြပေးမှာဖြစ်ပါတယ်ဗီဒီယိုနဲ့စတင်ကျွန်တော် YouTube channel လေးကို subscribe လုပ်ဖို့တောင်းဆိုချင်ပါတယ်ကြည့်ရဆိုကျွန်တော်ဗီဒီယိုဆက်လိုက်ကြရအောင် profile page နားကျွန်တော်အဆက်34ကိုနှိပ်လိုက်မယ်ပေကျော်ရေးအောင်နာဒီလူရုပ်လေးနဲ့ဒီကျွန်တော်ခွင်းဝိုက်ထားတဲ့နေရာလေးကိုတစ်ချက်တော့နှိပ်လိုက်မယ်โอเคပြီးကျွန်တော်ဒီစာတမ်းပြလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးကျွန်တော်ဒီစာတမ်းပြလေးဝင်တော့ခါထပ်နှိပ်လိုက်အောင်ပါโอเคနောက်ခါစာတမ်းပြလေးဝင်တော့ချက်ထပ်နှိပ်လိုက်မယ် Facebook page ပြောင်းပုံမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် public နေရာလေးကိုတစ်ချက်မှတ်ပြီးတော့ကျွန်တော်စာတမ်းပြလေးကိုနောက်တစ်ချက်တော့ထပ်နှိပ်လိုက်မယ်โอเคဒါဆိုနောက်ခါစာတမ်းပြလေးတစ်ချက်နှိပ်လိုက်မယ်ကျွန်တော်တို့ခါဒီစာတမ်းပြလေးဝင်တော့ခါတက်လိုက်ရမယ်ပြီးကျွန်တော်ဒီစာတမ်းပြလေးဟိုနောက်တစ်ချက်ပြန်နေနိုင်မယ်โอเคဒါဆိုကျွန်တော်ရပါပြီစာတမ်းပြလေးနောက်တစ်ချက်ထပ်နေနိုင်မယ်โอเคကျွန်တော်ဒီ Facebook ရိုးရိုးအကောင့်နဲ့ပြီးတော့ကျွန်တော်အခု profile page ကြောင်းလေးရတာပါပဲကျွန်တော်ရပါပြီကျွန်တော်ဒီ profile ကိုတစ်ချက်တော့ပြန်သွားမယ်โอเค Facebook profile page လေးရပါပြီခင်ဗျာအားလုံးကနားလည်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးကနောက်ထပ်ဗီဒီယိုမှာပြန်ဆိုကြရအောင်